Hello မင်္ဂလာပါဗာမစ်စတိုရီထဲမှာကြိုဆိုပါရစေအခုတစ်ခါဆက်လက်ပြီးတော့စာရေးဆရာမခင်တို့ရေးသားထားတဲ့ဈေးချင်းတောင်ဝိတုတို့များစာအုပ်မှာအမေဈေးတစ်တာကလေးဆိုတဲ့ဝိတုတို့လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါဦးနော်အမေဈေးတစ်တာကလေးအခုတလောအမေကကျမတို့ကိုတူပိုင်အိမ်နာမှုပစ္စည်းဟောင်းကလေးတစ်ခုမဟုတ်တစ်ခုစိတ်ကူးလက်ရပေးတတ်ပါတယ်။ကျမသတိထားမိသလောက်အထုသက်ဖြစ်ဒီဘက်နှစ်တွေမှာအပေးစိတ်လာတယ်။တလောကဆိုရှေ့ကလှေကြီးတွေမှာတုံးကြတဲ့လော့တက်ကြီးတစ်ချောင်းပေးပါတယ်။လော့တက်ကြီးကကျမရက်ထဲရှိပြီးတပြားကြီးကပင်ဓာတ်ပုံကြီးတစ်ဆက်ချာလောက်ရှိတယ်။ဂျေးဒီညော်တွေကဖက်သန်းမှုကိုပြနေတယ်။ကျမကအိမ်ရောက်တော့ဝင်းဆက်သွားအောင်ကော်ပတ်စားလိုက်တယ်။ဝင်းပါသွားတော့လှော်တက်ကြီးကိုကြည့်ရင်ဒီလှော်တက်ကြီးဖြင့်မြစ်ဆန်လောက်ကင်ကျွေးခဲ့တဲ့ကျေးဇူးရှင်အဖေနဲ့အမေလင်သမားဇနီးမောင်နှံကိုမြင်အောင်လာမိတယ်။မြစ်စစ်ကားတက်လာတိုင်းဒီလှော်တက်ကြီးကိုထပ်လာတတ်တော့အဖေအခုမရှိတော့လှော်တက်ကိုလှေကြီးပေါ်မှာမထားခဲ့ပဲဟန်ပါထန်လာတာကိုထိုးစင်ကကျမတဘောမပေါက်ခဲ့မိပါတကယ်တော့အဖေကသူ့ပြင်ပန်းလောက်ကင်ကျွေးနေတာသားသမီးတွေကိုပြချင်းဖြစ်နိုင်သလိုတနည်းအားဖြင့်မောင်နှမတွေများသောကျမတို့ကိုစာကြိုးစားကြကိုတာဝန်ကိုစီကြလို့နှုတ်ကမပြောဘဲလှော်တက်ကြီးကိုပြောခိုင်းခြင်းလည်းဖြစ်နိုင်ပါတယ်အခုတော့ဒီလှော်တက်ကြီးကိုကျမတို့အဲကမ်းမှာချိန်ထားရင်ကျမဂုဏ်ယူနေတတ်ခဲ့ပြီမော်ကြည့်လိုက်တိုင်းမိဘနှစ်ပါးကျေးဇူးကိုရည်သည်လှော်တက်မှတဆင့်ကျမထံစီးစင်းလာတတ်ပါတယ်လှော်တက်ကြီးပေးပြီးတိတ်မကြခင်မှာအမေကဒုက္ကလေးတစ်ချောင်းကိုပေးပြန်ပါတယ်ရင်းတိုက်နှစ်သားလိုမကြောပြောင်းလဲနေတဲ့တထောင်ခန့်ရှိသည့်ကြက်လုံးဝိုင်းသားဒုတ်ချောင်းကလေးတစ်ချောင်းသာဖြစ်၏ဒါအမေတို့စင်အိုးဖောင်နေဆွဲပြီးစင်အိုးမျိုးတွေရောင်းတော့ကအုတ်ခောက်တို့ပေါ့အိုးဝဲသူလာရင်ဒီတုံးနဲ့ခောက်ပြရတာဒေါင်းကနေမြည်ရင်ဝဲသူကကြိုက်တော့ဝဲဖြစ်အောင်ခောက်ပြရတာပဲအမေတို့စလုံးသိမ်းလာတာမပြောက်စီနဲ့အုတ်ခောက်တန်းနဲ့အမေတို့ထမင်းစားလာခဲ့ရတာသမီးရဲ့အမေကဒုတ်ချောင်းကလေးရဲ့ရာဇဝင်ကိုရှင်းပြတယ်အမေရှင်းမပြလေဒီဒုတ်ချောင်းကလေးကိုတော့ကျမကောင်းကောင်းအမတ်ရနေမိပါတယ်ကျမငယ်ရဲစဉ်မူလာတဲ့ကျောင်းသူဘွားတုန်းကအဖေနဲ့အမေကအေးရဝတီမျိုးတစ်လျှောက်စင်အိုးစစ်ဖောင်နေဆွဲရင်ဆက်နှစ်ပွဲလိုက်၍အိုးရောင်းခဲ့ကြဘူးတဲ့ပွဲတော်ရတဲ့လိုက်ဆက်နှစ်ပွဲဈေးတဲ့တစ်ဖက်ကလောက်ကရင်တစ်ဖက်ကလည်းမြင်းချက်မျိုးမြောက်ဈေးတဲ့တွင်အိုးဆိုင်ကြီးဖွင့်ကရောင်းခဲ့ကြပါသေးတယ်မြင်းချက်မြောက်ဈေးအိုးဆိုင်ကိုကျောင်းပိတ်ရတိုင်းကျမဈေးကူလိုက်ရတယ်ကကြမ်းကြီးတွေဆက်ခင်းကလဲသုံးစီးတိုက်စာလောက်များတဲ့အုပ်ပုတ်တွေကိုပုံပေးရင်အမေကကျမနဲ့ပြစ်ထားတတ်တယ်ဝဲသူကအုပ်ပုတ်ကလေးတွေလိုတာထက်ပိုယူတာခိုးကြဝက်ကြတာကိုကျမကကလေးပြီးပြောတိုင်းဆိုတိုင်းအမေကသမီးရဲ့ခိုးပါစေယူပါစေကွဲပါစေမြေတယ်ပဲဟာမြတ်ပါတယ်အိုးဆိုင်လဲဝင်တိုးတာတောင်ခောက်ချိုးကြံခဲ့ပါတယ်ငါသမီးနဲ့မတွန့်နဲ့အမေကတော့ရာ90ဝင်းရာဝင်စီအိုးကြီးတွေကိုတထောင်ထောင်ခောက်ပြရင်ဆုံးမနေတတ်တယ်စင်အိုးတစ်လုံးဈေးတဲ့ဖို့ရင်အမေမှာအိုးခောက်တုတ်ကလေးကိုလက်အံသေးအောင်စောပြီးစင်အိုးတန်းကြတနေ့ကုန်ချွေးတစ်လုံးရှိနေတတ်တယ်အခုတော့ဟိုတုန်းကသတိမထားမိခဲ့တဲ့တမိုးရဲ့လို့မတတ်မှတ်မိခဲ့တော့အိုးခောက်တုတ်ကလေးကိုအမေကအမျက်တမျိုးသိမ်းခိုင်းနေပြန်ပါပြီဒီတုံချောင်းကလေးကိုလည်းကောပတ်ပြင်စားကဖျားစီပေါ်မှာကျမတင်ထားပြခဲ့ပါတယ်ဒီတခါအမေပေးပြန်နေပစ္စည်းကတော့အမေတက်တာကလေးဖြစ်တယ်ဒီပတ်စံတက်တာကလေးကိုတော့အမေပေးလိုက်လိမ့်မယ်လို့ကျမမထင်ခဲ့ပါအမေကိုယ်တိုင်ပဲလင်းအိမ်အပေါ်တက်ကဘီယိုဟောင်းထဲမှာအမျက်တနိုးသိမ်းစီးထားတဲ့တက်တာကလေးဖြစ်ဒီကားတဲ့ကြောင့်အထဲမှာပတ်စံတွေပြည့်သေးသိမ်းထားတာကတကြောင်ကြောင့်ဖြစ်တယ်ဒီပတ်စံတွေကအမေတို့ချင်းနေစားတွေဖြစ်တယ်။သို့တော့ကျမအပါဝင်အမေသားသမီးမိသားတွေကဒီပတ်စံတွေကိုဘသူကမှ
ရောင်းလို့ပင်စိတ်ဝင်စားကြပါတို့အတူတစ်တကလေးကိုလည်းစောင်းမင်းလက်မကြည့်မိကြပါအမေတို့အိမ်အောင်ကြစားကအိမ်အောင်ပစ္စည်းကလေးသမီးရဲ့ညစ်ဖေနဲ့ငါလူကြီးတွေနေရာချထားလိုက်ကြတော့လေကြီးတစီလက်ဖွဲ့လိုက်ကြတယ်ပြီးတော့ညစ်မေကြီးမက်မေခင်ကဒီပတ်စံတစ်တကလေးကိုငါတို့ပေးတာပဲအဲ့ဒါသူ့ဘွားကြီးလက်ထက်ကဟာတဲ့တွတ်တာကြီးတော့အနှစ်တရပြောလောက်ရှိရောပေါ့ဟေးငါဖြင့်ယူတာလာရတဲ့လူချင်းတက်မတ်စိတ်မရှိလာပါဘူးနောက်တော့မှဈေးရောက်စားကြလို့ပြောတာပါလားလို့အောက်မေ့မိရတော့တယ်အခုတော့ဒီပတ်စံတစ်တကလေးကိုခက်ဆက်ဆက်ကန်ခဲ့ကြသူတို့ပင်လောကတွေကထပ်တာကြခဲ့ကြပါပြီအမေပင်လင်းခက်လုံလို့အမေကပတ်စံတစ်တဟောင်းကလေးကိုကျမလက်ရောက်လက်ဆင့်ကမ်းပြန်လာလားအထဲမှာငွေဆက်ကူတွေပါသေးသည်စိမ့်စိမ့်ပြပြငွေဆက်ကူကလေးတွေကမိဘနှစ်ပါးရဲ့ချွေးနေစားရီဒီတစ်တကလေးအိမ်ယူလာခဲ့တော့လေအမေအိုးတဲ့ဘဝဟောင်းကိုသတိရမိပြန်တယ်ထိုစဉ်ကကျမသည်မူလာတဲ့ကျောင်းသူဘဝဖြစ်ပါသည်မြင်းချံမျိုးမြောက်စည်းတန်းထဲမှာအမေကအိုးဆိုင်ကလေးဖွင့်ကအိုးရောင်းခဲ့တာကျမပြောခဲ့ပါပြီဒီဦးတွေကရွှေဘိုးနဲ့ကြောက်မြောင်နှွယ်ငိမ့်ရွှေကိုရွှေတိုက်ပတ်မှာလာတော့ဆင်အိုးစင်ကွက်များမြင်းဆက်နဲ့တပိုင်းမှာထွက်တော့မြေအိုးများဖြင့်မိုင်ဆိုင်ဆိုင်ရှိခဲ့သောအမေအိုးဆိုင်ကလေးကိုကျမမျက်စိထဲအခုထိမြင်အောင်နေစေဖြစ်၏ပြောင်းလဲလောက်ပါတော့စင့်တဲများနပတ်အိုးကနပ်ပိုးအိုးမိထီလာအိုးတောင်တာအိုးပကံအိုးစသည့်မြေထဲအိုးကလေးများကအမေဆိုင်မှာပို၍အယောင်တော်ပါသည်အမေအိုးဆိုင်ကလေးတွင်ကျောင်းပိရတိုင်းကျမဈေးကူရောင်းခဲ့ရတော့တနေကုန်နဲ့တနေကန်လာသမျှဈေးဝယ်ကိုမူးစုပဲစုမပြင်းမရီဆောင်းရောင်းနေတတ်သောအမေပုံရိပ်ဟောင်းနဲ့ကျေးဇူးတရားကိုကျမမမေ့နိုင်ပါအဖေပစိုးဟောင်းကိုခေါင်းကြီးပေါင်ထမိန်တုံတုံဝစ်ကဝဲသူလာတိုင်းအညာနေပူပြပြနဲ့ထွက်ကဥပြရသည်အမေပူရမမသိရောင်းမိုးသားစိတ်တန်နေသည်တိုးရောင်းရတော့တိုးရော့တာမဟုတ်လားမြေဝအသုံးများကြသည်အဲ့ဒီခေတ်တွေတုန်းကတော့အမေအိုးဆိုင်ကလေးသည်ဒီခေတ်စတီးပစ္စည်းဆိုင်ပလတ်စတစ်ဆိုင်တွေလိုပဲအိမ်တော်မူသောပစ္စည်းရောင်းဆိုင်ကလေးဖြစ်သည်အိမ်ရှိမများ၏မရှိမဖြစ်အိမ်သုံးမြေတဲ့ပစ္စည်းဆိုင်ကလေးမို့ရောင်းပန်းဝယ်ပန်းလာခဲ့သည်တခေတ်တစ်ခါကမြေတဲ့ရင်ကြီးမှုကြီးခဲ့ဘူးသည်ထမင်းချက်လဲမြေအိုးဟင်းချက်လဲမြေအိုးတောက်ရည်လဲမြေအိုးဖះညောင်ရည်အိုးဒီပင်လျင်မြေညောင်ရည်အိုးလဲဘေးရှိကလေးဒီပြောလိုက်ရတာတော့လေပင်းကိုညောင်ရည်အိုးကြလို့ဟုတ်ပုံခိုင်းခဲ့ကြရသည်မြေညောင်ရည်အိုးကလေးတွေကရင်းနဲ့ပန်တွဲလိုက်သည့်အခါဖះရှင်မှာအိုးဆူဆူပန်းဆူဆူစက်တီတော်တစ်မျိုးတိုးရသည်မဟုတ်ပါလားမျိုးဝဲသူကမျိုးကလေးကိုလက်ဘွားပေါ်တင်းပြီးအိုးပပက်လေကိုလက်စစ်ချောင်းကလေးမှဖြင့်တောင်တောင်ခောက်ကြည့်ကအိုးရတကြသည်တခါတရံအိုးရမရဖြစ်နေသောဈေးဝယ်ကိုအမေကဥကူရွေးပေးရသေး၏ဒီအိုးမြူနဲ့အတန်ကလေးလိုက်နေတဲ့ဒီအိုးယူရောက်မရဲ့အိုးကိုဟင်းတမ်းချက်နဲ့ဖိုကင်မော်တင်းပြီးမိဘူးနဲ့အိုးကျစ်လိုက်အောင်နှလုံးသုံးလုံးလောက်ကျင်းပြလေတကယ်တည်းနေရောတော့တက်လွတ်မကြလို့ကတော့မကွဲလာချေဘူးတုံးပါလေအမေမျိုးကလေးတွေကတလုံးမှတမန်ငားမှုအိမ်တော်တိုင်းကအလွယ်တကူသုံးဆွဲနိုင်သည်စမမမိတလောက်90ဝီစင်အိုးကြီးတလုံးမှ3ချက်ပါထိတ်တန်းအချော်စာစင်ကောင်းနဲ့မှ9ချက်ဈေးထဲတွင်ဈေးချင်းတစ်ဖက်မျိုးကလေးတွေတစ်ဖက်နဲ့ဈေးဝယ်လာသူအိမ်တော်ရှင်မများရဲ့ဟန်ပန်ကလည်းထိုခေတ်ကဈေးဝယ်မြင်ကွင်းတစ်ခုဖြင့်ကျမစိတ်အာရုံတင်ထင်းအပ်နေခဲ့၏အမေအိုးဆိုင်ကလေးဈေးရောက်ကောင်းသည့်နေ့ဆိုရင်အမေစစ်တက်တာကလေးထဲမှာကာတွန်းဦးအောင်ရှင်းရဲ့ဇလိုက်တထေးကြီးဥက္ကတ်စီဤဝင်းတိုက်ထဲကဒင်္ဂါအိတ်တွေကိုအကျွေနှုတ်တွေနဲ့ပြစ်နေတော့၏ထိုဈေးတက်တာကလေးသည်ကျမတို့မမွေးခင်ကလေးကကျမတို့အဖိုးဘေးများပိုက်ဆံခဲ့ကြသောရှေးဟောင်းပတ်စံတက်တာကလေးမို့ကျမအတွက်တော့ဘိုးမွေဖမွေမိမေဖမွေဖြစ်၏ဒီ
ဒီတစ်တာကလေးကငါတို့လေကြီးနဲ့ကုံဝန်းခဲ့ကြကလေးကထဲခဲ့တူခဲ့တဲ့တစ်တာကလေးမပြောက်ပြရပါအေးအကျုံပလိတ်သားမှပစံတစ်တာကလေးမှာကျွန်းသားကိုရေနံကြီးတုတ်ထားသောကြောင့်ရွှေညိုရောင်တောက်နေသည်တစ်တာကလေးကအလျား12လက်မှအနံ9လက်မှအမြင့်9လက်မှရှိသည်ထောင်လေးတောက်တွင်ကျေးဝါထောင်ဝေးဆွေများဖြင့်ဆရွေးမကျွတ်အောင်ကျွန်းသားတဲ့နေမဝင်အောင်ဆွန်ကုတ်ကုတ်ထားတယ်တစ်တာဖုံးကိုတွဲဆက်ထားတဲ့ပတ်တာတေးတေးကလေးများမှလည်းကျေးပတ်တာကလေးများဖြစ်သည်တစ်တာရှိမျက်နှာစာမှာတောပေါက်ကလေးတစ်ပေါက်ပါသည်တစ်တာဖုံးပေါ်မှာတော့ပတ်စံကြွေထည့်စရာတလက်မခန့်ရှိမျောမျောပေါက်ကလေးပါသည်တောပေါက်မှာရောအပေါ်ဖုံးမှာပါကျင်းတဲ့ပြင်ကလေးများကိုအသားရဲမြုပ်ကကနုတ်ပန်းကလေးများဖော့ကထင်းထားပါတယ်တစ်တာအတွင်းပိုင်းတွင်ဘေးဘက်အကန့်အဝတ်ကလေးပါသည်အဖုံးပိတ်ကလေးနဲ့ဖြစ်၏တစ်တာဤခပြတ်တွင်ကျွေးဝါတုံကလေးများခံထားသောအမိတ်ကလေးပါပါသည်အမိတ်၏အောက်တွင်ငွေဆက်ကူများထားလေးရှိပြီးအမိတ်ပေါ်မှာတော့အကျွေးအနှုံများအပေါက်မှပစ်ချတတ်ပါသည်တစ်တာဤအဖုံးဘက်တွင်ခြေပြားကြီးကန်းလန်းကန်ထားသောဆာရက်တူဆာရက်စာများထည့်စရာဖောင်တန်းကလေးရှိသည်တစ်တာကလေးတိတိပေမဲ့အလုံးဆွေးဆွထားသည့်အနုကိုင်းလက်သမားစရာဤလက်ရည်ကြီးဖြစ်ပါသည်ဒီတစ်တာကလေးကိုဘသူကမြန်စိတ်ရှိလက်ရှိလုတ်ခဲ့တာပါလေဈေးတစ်တာကလေးကအမေဤမိကန်တစ်တာကလေးဆိုလျင်မမနိုင်ပါတစ်တာတော့ကိုခတ်ထားပြီးပတ်စံထွက်လို့လျင်အဖုံးပေါ်မှာအပေါက်ထဲသို့သွင်းကားထဲလိုက်ရုံပင်အမေဦးရရတဲ့ငွေမှာအကျွေအနှုတ်စိတ်ကလေးများမို့အပေါက်မှာထဲလိုက်လျင်ပတ်စံမြည်တန်းတောက်ကနေကြားရသည်ကပင်ကျမအဖို့ပြောစရာချီနူးစရာဟုထင်ခဲ့ပါသည်ဈေးဝယ်ပေးသွားသောပတ်စံမှာအပေါ်စိတ်မဟုတ်ပဲအလေးစိတ်ဆိုလျင်တော့ကျမပိုတက်မှတ်ပါသည်အလေးစိတ်ဆိုတော့ပတ်စံကြတဲ့ကပုံမီသောကြောင့်ဖြစ်ပါသည်ကျမတို့ငင်းစဉ်တခြားလုံးသုံးဆွဲခဲ့ရသောအကျွေးစိတ်ကလေးတွေကတော်တော်ချစ်စရာကောင်းပါသည်ငါးပြားစီဆယ်ပြားစီတမတ်စီငါးမှုစီတစ်ချက်စီစသဖြင့်တစ်မျိုးတစ်ပါးသာသူ့ပုံနေသူဒီဇိုင်းနေဖြစ်သည်ထို့အပြင်အပေါ်စီအလေးစိတ်ဟူ၍နှမျိုးရှိရာတွင်တမိုးညီအကျွေးစီခြင်းတူသောလဲပုံစံဒီဇိုင်းကွဲပြားနေတတ်ပါသည်ဥပမာဆက်ပြားစီအပေါ်စီမှာကနုတ်ပန်းကနုတ်နယ်ကလေးများဖြင့်ခန့်နှိပ်ထားတော့လဲအလေးစိတ်ကတော့ချင်းသေးရုပ်ဖြစ်သည်လမ်းတွင်တွိုင်းရင်လာရင်စော်စားရင်ပတ်စံကြွေစီကလေးများကောက်တွေ့လျင်ငွေတော့ကောက်ရသလိုအလွန်ပြောရသည်တခါတရံခြေတက်နေသောပတ်စံအစိတ်ကလေးများကိုတတွေးစွမြေကြီးပေါ်ချ၍ဖနှောင်းနှင့်ပုတ်ကခြေချွရသည်ပင်လင်းကစားနည်းတစ်မျိုးဟုထင်မှတ်ခဲ့ရသည်အမေတတာကလေးနှင့်ကျမရင်းနှီးခဲ့ရသည်မှာလဲဒီအကျွေးစိတ်ကလေးတွေကြောင့်ဖြစ်ပါလိမ့်မည်အမေအိုးဆိုင်ကလေးမှာဈေးကူရောင်းရင်ပတ်စံကြွေစီလေးများတစ်တာတဲ့ခုံပေါက်နေတန်းတချင်ချင်းကိုကျမကြားစင်ဒီခါတိုင်းတစ်တာကလေးကိုလှုပ်လှုပ်ပြီးဓားထောင်ခဲ့ပါတယ်ဒီလိုမလှုပ်ကောင်းမှုလို့လဲအမေကပြောတတ်တယ်တခါတရံအမေအလစ်တွင်ပတ်စံတစ်တာကိုအပေါ်မြောက်ရီမှောက်ကအပေါက်မှဒုတ်ကလေးဖြင့်ချူရီအကျေစစ်တစ်စရအောင်နိုင်ပြီးဈေးတောင်းကအတာပူစီပြီးဝင်စားရသည်မှလဲရတာပိုလာ၏ဒီတော့ကအတာပူစီတစ်ခုမှငါးပြားနှကပါနာရီတကြားစီထားတော့ပပကကကြီးမို့တခုစားလိုက်လျင်ပင်ချွိုင်သွားရတာမဟုတ်လားညနေဈေးသိမ်းချိန်ဈေးကအိမ်ပြန်มาတော့အမေဈေးတောင်းတဲ့တွင်ဈေးတစ်တာကလေးကိုထည့်ရကမောင်ကြီးမဲကြီးတဲ့တားမိတွေပြန်လာကြမယ်ဖြစ်၏ရီမိုးချိုထမင်းချက်ပြုတ်စားတောက်ပြီးညဘက်တွင်မိကကလေးထွန်းကအမေဈေးတစ်တာကလေးကိုဖျားပေါ်သွန်းချရင်ကျမတို့ပတ်စံမျိုးတူရွေးရသည်စောလင်းကငါးပြားစီ၍ဝင်းနိုင်ကဆယ်ပြားစီ၍တမီးကမက်စစ်ကလေးတွေ၍အပေါ်လေးပါတခါတည်းခွေးရင်နော်အနားတွန်းကလေးငါတော့ပါတော့မက်စစ်ကလေးများကို
အပေါ်စိတ်တပုံအလေးစိတ်တပုံရွေးကဆယ်စိပုံထားရတယ်ကျမတို့ပုံထားသောဆယ်စိပုံကလေးတွေကိုမှအမေကစက်ကူဖြင့်လိုက်ကတောင့်သည်စက်ကူအတွင်းမှအကျွေးစစ်ပုံစံတိုင်းပတ်စံတောင်ကလေးတွေကပုံပေါ်နေသည်ဘယ်ဟာကမက်ဆေ့တောင်ဘယ်ဟာကစက်စိတ်တောင်မီယုံနဲ့တိတာသည်အိုးလဲတွေလာလျင်အုတ်ခုံတွေလာလျင်အိုးမိုးငွေကိုအမေကအစင်သင်ပေးချေယုံသာအမေစစ်တက်တာကလေးတွေကအကျွေးစစ်ကလေးများသည်ကျမကလေးဘဝတစ်လျှောက်အလွန်တက်မှတ်ခဲ့ရသောတတ်တုစင်အယုံများဖြစ်ခဲ့သည်ကျမတို့မိသားစုမြင်းချံမှမန္တလေးသို့အပြီးပြောင်းရွှေ့ခဲ့ကြရတော့အမေအိုးဆိုင်ကလေးကိုဝက်နဲ့ပက်လက်မယောင်းရောင်းပစ်ခဲ့ရသည်အဖေကမန္တလေးမြင်းစိတ်မှာအခြေဆိုင်ရင်လင်ကွန်ကူးကျင်လိုပြောင်းခဲ့ကြခြင်းဖြစ်သည်အမေစစ်တက်တာကလေးကတော့ကျမတို့နဲ့အတူပါလာခဲ့သည်အမေကတော့သူ့အိုးဆိုင်ကလေးကိုလွမ်းပြလွမ်းတာပင်ကြားလိုက်သည်နောက်တော့အမေကကျမတို့နေထိုင်သည့်မန္တလေးမြို့စွန်မြင့်စိတ်မှာအိမ်ရှင်မျက်နှာစာမှာတဲပြန်ကလေးထိုးပြီးဈေးကလေးဖွင့်ခဲ့ပါသည်ဒီတခါအမေဈေးဆိုင်ကလေးကမြေအိုးများမဟုတ်တော့ပါအဖေအညာဆန်လေးကြီးနဲ့တစ်ခေါက်တင်လာတတ်သောဆန်စီစာခွဲထင်းချံစသည်အမာခံပစ္စည်းများနဲ့အတူကုံစိမ်းကုံကြောင့်မုတ်ပဲသေးစားကလေးများပါတင်ရောက်သည့်ကုတ်ဆုပ်ဆိုင်ကလေးပဲဖြစ်သည်ဈေးရောက်ဝနာပါသည့်အမေမဒီဆိုင်ကလေးဖွင့်ပြတော့မှဦးဆိုင်ခန်းစားမှုပျောက်သွားခဲ့သည်မနက်မိုးလေးလီသူ့ဈေးဆိုင်ကလေးထဲမှာတက်လုံးနဲ့ချိန်လေးတွဲလေးရောင်းလေးဝယ်လေးလုံနေတတ်သောအမေကိုကျမတို့အမြဲမြင်တွေ့ခဲ့ရသည်ကျမသည်ပင်အလဲတန်းကျောင်းသူဘဝရောက်နေပြီးကျမเจ้าမြတ်လာသည်နှင့်အမေကြီးဆိုင်ကလေးကိုဝင်ကူရသည်မိသွေးတချင်းအစိတ်ခွဲထင်းတစီ30စံတပြီ12ကျပ်လက်မလဲအောင်ရောင်းခဲ့ရသည်သို့တော့အမေစစ်တက်တာကလေးထဲမှာဟိုတုန်းကလိုအကျွေးနှုတ်လေးတွေမဟုတ်တော့တစ်တာပေါက်ကလေးတဲကိုစက်တံငွေဆက်ကူများကိုသာလက်ခောက်ထဲရပါသည်တခါတရံရှပရောက်လာတတ်သောအကျွေးစစ်ကလေးများကလည်းငွေဆက်ကူစီခံနေတော့ဟိုတုန်းကလိုတချွင်ချင်းမြည်မနေတော့ပါညတိုင်းဈေးဆိုင်ခန်းကန်လာလေးချပြီးတော့ကျမတို့သားမိတစ်စက်တန်50တန်30ရန်ငွေဆက်ကူကလေးများကိုရွေးကြရပြီစက်တန်စီကလေးများကိုတရေပင်ပစ္စည်းပြီးကတ်ထိုးရသည်အကျွေးသေးတွေလိုစက်ကူဖြင့်လင်းကတောင့်စရာမလိုတော့မနက်လေးကြောင်းသွားတော့မီဆိုလီအမေကကျမတို့မောင်သမားတွေကိုဈေးတက်တာကလေးတွေကနိုင်၍တယောက်လည်းတစ်ချက်စီမမိုးပေးတတ်ပါသည်ဒီတုန်းကနမဲသောမန္တလေးမိရှိတပွဲမှာတစ်ချက်စားပြောသည်ဆိုတော့လေသူကာလာနဲ့သူပတ်စံမစားဖြစ်တာများသည်ကျမ10တန်း30နှစ်မှာတော့အမေကျမကြီးချူချလာတော့ကြောင့်ဈေးဆိုင်ကလေးကိုခြုံလိုက်ရသည်တိုလီမုတ်စာပစ္စည်းကလေးတွေအမေတင်မြောင်းတော့ပါစံစီထင်းမိတွေစသည်အမာခံအထားခံကုန်ပစ္စည်းများကိုသာအေးတရောင်းတော့သည်ဒီတစ်ခါမှာတော့အမေဈေးတစ်တာကလေးထဲမှာအရွက်သေးကလေးတွေမဝင်ကြတော့ပါငွေဆက်ကူကိုလည်းအမေချက်ချာမရွတ်တတ်တော့ပါငါတို့ကရွာဖုန်ကြီးကြောက်တတ်တယ်ဆိုတော့ပဲတွေပိုင်တွေလောက်တင်ခဲ့ရတာကိုခဏန်းကြီးသွားရင်မတတ်တော့ဘူးအမေကဒီလိုပြောတိုင်းကျမတို့ကဝိုင်းရကြသည်အမေဈေးတစ်တာတွေကငွေဆက်ကူကိုညတိုင်းကျမက1000အုပ်ကတ်ထိုးကစီးပေးထားရသည်အမေဈေးတစ်တာတွေတွင်ခါလိုက်လို့အကျွေးကလေးတွေစက်တံရွက်ကလေးတွေရွှေ့ခတ်နေတော့ပါတရားပိုးရကာယန်းတွေရတာလဲခါလိုက်လောက်မလေးပင်တော့ညဘက်ဆိုင်သိလီအမေဈေးတစ်တာကလေးထဲမှာငွေတွေပြည့်သိပ်လာတတ်သည်တခါတရံပတ်စံတစ်တာအဖုံးကလေးပင်မပိတ်မိအောင်ပွင့်အားနေတတ်၏ပတ်စံတွေများလာတော့အမေကတစ်တာကလေးကိုတော့ခတ်သိမ့်တက်လာခဲ့ပြီအခုတော့အမေဈေးမြောင်းနိုင်တော့ပါအသက်ရွယ်ကလေးကလည်းထောက်လာခဲ့ပြီအမေကောင်းဘောကစံတကွန်ပြူလွတ်လာကလေးတွေကဆရာကြီးအုံမင်းကြီးလက္ခဏာကိုပြလာခဲ့ပြီကျမတို့မောင်နှမတွေလည်း
အရွယ်ရောက်လို့ကိုချိန်တော့ဘော်ကိုရက်လာနိုင်ပြီမို့အမေဈေးမြောင်းတော့တာလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်မြေးတွေကိုထိန်ရင်အိမ်မှာပဲအနားယူခဲ့ပြီအမေနဲ့အတူအမေချစ်တဲ့တာကလေးလည်းပြည့်စည်ယူသွားခဲ့ရပြီသို့တော့အမေမှာဈေးရင်ငွေတွေအများကြီးကျန်နေပါသေးသည်နှစ်ပေါင်း90ကျော်အသုံးပြုလာခဲ့တော့အမေဈေးတက်တာကလေးထဲမှာအဖေနဲ့မေတို့ရဲ့ချွေးနေစာငွေတွေအပြည့်ရှိနေသည်အယောင်ဆုံးအသွေးဆုံးဒီဇိုင်းဆုံးလှပတော့ထိုငွေဆက်ကူကလေးများကိုအမေသည်စိတ်ကူးရတိုင်းထုတ်ကြည့်နေတတ်ခဲ့သည်အဖေဤလှေလော်လီကပ်ဘဝနဲ့သူဈေးရောက်ခဲ့ရသောဘဝတွေကိုပြောင်းအောင်မိရင်လွယ်လွယ်ဆွေဆွေရှိပုံလည်းရပါသည်မိဘဘိုးဘွားလက်ထက်ကလေးကတယူတရအသုံးပြုလာခဲ့သောဈေးတက်တာကလေးကိုကျမတို့သားသမီးများအမွေဆက်မခံနိုင်ကြတာကိုလည်းစိတ်မကောင်းဖြစ်ပုံရသည်ကျမတို့မောင်နှမတို့တွေကတော့ဈေးရောင်းဈေးဝယ်ဘဝတွေမဟုတ်ကြကိုဝင်ကိုတပိုင်နိုင်ထမ်းကြရင်အမေဈေးတက်တာကလေးနဲ့ကျမဝေးခဲ့တာပဲကြာပြီအမေကသူ့ဈေးတက်တာကလေးကျမကိုအမွေပေးလိုက်သည့်နေ့ကကျမမျက်ရည်ကျမိပါသည်တချိန်ကရွှေညိုရောင်တောက်ပခဲ့မှုသောအမေဈေးတက်တာကလေးကအခုတော့ရင်းနေရောင်ပင်မဆိုတော့အမေကဖုန်ကလေးတော့ကကျမလက်ထဲထည့်လိုက်ခြင်းဖြစ်သည်ဒိုမျိုးရိုးကလေသက်ကြီးကုန်းတဲ့မျိုးရိုးလင်ကြီးတွေနဲ့ကုံရောင်းကုံဝဲလုပ်ရင်းဘဝတွေဖြတ်သန်းလာခဲ့ကြရတာများဟောဒီတက်တာကလေးရဲ့တတန်းဟာခမန်းကြီးဟဲ့နှစ်ပေါင်း100ဆိုတာနေရော်လားငါသားသမီးတွေကတော့ဒီအမွေစက်မခံနိုင်ကြဘူးဘာပဲဖြစ်ဖြစ်လေတစ်ချိန်ချိန်တော့အသုံးဝင်လို့ဝင်ညာငါသမီးတိတ်ထားကွယ်အမေကငွေစက်ကူကလေးများကိုထုတ်ယူမထားပဲပေးလိုက်ခြင်းဖြစ်သည်ကျမကလည်းဒီအတိုင်းပင်ယူလာခဲ့သည်အမေချင်းတသားကလေးကကျွန်းသားရောင်မဲမဲငွေဆက်ကူတွေကအယောင်ဆုံးလွမ်းကြရတော့အကောင်းသာအခုဆိုရင်ပေါ့နော်စာရေးဆရာမခင်တူကိုရေးသားထားတဲ့ဈေးချင်းတောင်ဝိတုတုများစာအုပ်မှာအမေဈေးတက်တာကလေးဆိုတဲ့ဝိတုတုလေးကိုဖတ်ပြပေးသွားရမယ်ဖြစ်ပါတယ်အခုလိုမျိုးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်